ဒီမှာဆိုကျွန်တော်က2ယောက်1ယောက်ဆိုပြီးလူတော်လေးကိုဝိုင်းဖြဲနေတာနောက်ကနေပြီးတော့မေးရဘဲချင်းရောက်လို့ရောက်လာမှမသိဘူးပြီးတော့လဲ petrifying နဲ့မြန်မာလူခဲပြီးတော့ enemy နဲ့ကျုံသွားပါလေရောကြားတဲ့ support ကပါမေးရဲ့ air ဘုံမိပြီးတော့ထက်လျှောသွားတယ်ခုနကမေးနဲ့ပေါင်းတက်ပြီးကျွန်တော်ရှော့ရတော့လူတော် feed တက်သွားတယ်ထင်တယ်ဒီမှာ support တစ်ကောင်လုံးရှိနေတာကိုကျွန်တော်ကိုလာပြေးချရနေတာအဲ့နဲ့ပဲဘယ်ရမလဲနှစ်ကောင်တစ်ကောင်ကြီးကြောက်လဲဒီကောင်ကအဲ့လောက်ကြီးတော့ကျန်းနေအကြောင်းမရှိသေးဒါနဲ့ဒီကောင်ထွက်ပြေးရဲ့အနီးကလိုက်ဟိုကော့စကေတူပြန်မိမှာဆိုလို့ကျွန်တော်လည်း enemy နဲ့ပဲ plane ကျုံပြလိုက်တယ်ဒီမှာအပေါ်လေးမှာဗတယ်ဖြစ်နေလို့လမ်းကြည့်နေပြဂျွိုင်းကခြုံနေထွက်လာတယ်လမ်းအောင်လက်အောင်လက်အောင်တုံသွားတယ်တဲ့စပုတ်တီကတော့ပြန်ဘက်လို့ရတာကိုမဘက်ဘဲနဲ့ဖင်ခုထိုင်ပြစ်ပလိုက်တယ်ဟိုကောင်က electrifying ပြီးနေလာချတော့ကျွန်တော်ပါကြွအောင်ဒါလည်းမဟုတ်သေးပဲနဲ့ဒီမှာလည်းတစ်ခါဟောဒီမှာလည်းနောက်တစ်ခါကိုခေါ်ရတဲ့လင်းကတောင်တော့ကြည်ပါလေသူ့ဘက်လေးပဲသူအရင်ပြီးအောင်ကြိတ်နေတာအခုကဆက်သက်ထွက်လာခြင်းပဲရှိသေးဟိုကောင်ကထပ်ပြီးကျုံမြန်ပြီမတိမာဆိုလို့လားမသိဘူးအသေးခံပြီးတော့တာဝါလေးလိုက်ကျုံလိုက်ကြီးကတော်တော်ယုံဖို့ကောင်းသွားပြီကွာဒီမှာဆိုကျွန်တော်မော်စကိုရဲ့ Starlight Skin ကိုအခုမှရထားတာ Amlan အနေနဲ့ကျွန်တော် Weakness Finder နေရာမှာ Quantum Check ကိုသုံးလိုက်မယ်ပြီးရင်တော့ Master Assassin အပေါ်ဆုံးက Amlan ကတိတ်ပြီးတော့နာမည်ခေါ်လို့မကောင်းဘူးဗျအဲ့ဒါကြောင့်ကျွန်တော်ထည့်မပြောတော့ဘူးဆိုတော့ဒီပွဲတော့ Amlan လေးနဲ့ပဲသွားပြီးကျမ်းမယ်ပေါ့နော် Enemy Hero တွေကိုကြည့်လိုက်တဲ့ကိုကကြိုးမြင်နေပြီကိုဘယ်လိုတေးမလဲဆိုတာကိုလေဒီမှာဆိုတခုကောင်းတာ Florent Julian နဲ့ partner ချိတ်ရပါမယ်သူက solo မျိုးတာမဟုတ်ဘဲနဲ့အကုန်လုံး live back room ပြီးတော့တော်တော်လေးအဆင်ပြေရဆော့ရတာလူတော့လေးကတေကန်နီးဖြစ်နေရတယ်စပမ်မရှိရနဲ့ပြေးပါဆိုလို့ flag သုံးလိုက်ကမှဟိုကောင်က flame shot ကြီးထွက်လာပါတယ်ကွာကျေးဇူးအများကြီးတင်တယ်အဲ့ဒါမှသိငါ flag မသုံးဘူး sorry ရလဲ flame shot သုံးလို့ရတဲ့ဟာကိုမသုံးမဲနဲ့ဒီမှာဆို Angela အလေလင်းရောက်နေတော့လူတော့ကိုစပုတ်နဲ့ပေါင်းပြီးတော့ဖျဲဖို့လုပ်နေတာနောက်ကနေပြီးတော့မေ့ရထွက်လာပါတယ်ကွာကြည့်ကြပါဦးဒါတော့မှအစအေဒီမရသေးဘူးနော်အဲ့ခွေးတကောင်သူဖြက်ချိတ်ပြီးအေဒီပါရောက်သွားတာအနားလာပြီး petrify နဲ့ခေမြန်မာလူကြီးရင်ငုတ်သွားတာဗျကိုရီဘက်က support တော့မသေးတော့ဘူးလို့ထင်တာဟိုဘက်က air ဘုံမှာမိပြီးတော့သူပါထပ်ပြီးရှောပါလေရောခုနက2ယောက်ချနိုင်ဝါလို့နဲ့တူတယ်ဟိုဘက်ကလူတော့ fee ရတက်ပြီးတော့ enemy နဲ့မြန်မာလူကြီးခုံဝင်လာကျွန်တော်တို့က2ယောက်အားနဲ့ဆိုတော့ဝိုင်းတက်လာပေါ့ဒါတော့မှတော်တော်မပြတ်ချင်ပြလွတ်မလို့ပြောသွားသေးတယ်ဟိုကောင်ပြန်ပြီးစပယ်လဲတော့ကျွန်တော်ရှောမှာဆိုလို့ enemy နဲ့အဝေးကနေပဲလမ်းတက်ပလိုက်တယ်ဒီမှာဆိုကိုယ့်အကိုအေးချမ်းနေတဲ့ဘဝကိုမအေးချမ်းအောင်လုပ်တဲ့လူက join မှာ join ဆွေတိုင်းပဲပျော်ရွှင်မှုတွေမပေးဘဲနဲ့နာကျင်မှုတွေပဲလာပေးပြီးခြုံနေရတယ်လာချတာကြီးကလွန်တာပေါ့ဒါနဲ့ကျွန်တော်ကဖင်ရပြီးတော့သွားပြီးခံပြလိုက်တာဟိုကောင် electrify ပြီးတော့ tower လေးပါဝင်တီးရောနှစ်ကောင်လုံးပြက်ပါလေရောဘာစိတ်ကူပေါက်သွားလဲတော့မသိဘူးဗျ9မိနစ်ခွဲလောက်ပဲရှိသေးတယ် join က3ယောက်တယောက်ကြီးတာဝါလေးကြီးပါဝင်တီးရကျွန်တော်ရဲ့ Nogan effect တွေ flame shot effect တွေနဲ့မိသွားတော့သူ့မှာတနာပါတယ်လှုပ်ရှင်တော့မရဘူးဒါပြီးတော့ join ဘောကနေပြုတ်ကျလာတဲ့ Angela လေးကိုပါထပ်ပြီးပါဆယ်ဆွဲရဒီမှာဆိုလဲကတိတာတာဝါလေးကြီးဝင်တီးရကေးတကောင်တက်နဲ့ကေးတကောင်ပေးမှုပေါ့ကျွန်တော်ဟိုကောင်တော့မကယ်နိုင်နိုင်ဘူးဆိုပေမဲ့ကျွန်တော်ကေးပြန်ရတာဆိုတော့လဲတန်ပါရလို့ပြောရမှာပေါ့ဒါနဲ့မပြီးသေးကိုရီးယား pro player ဆိုတော့ဘယ်တစ်ခုပြီးရတယ်နောက်တော့ဘယ်တစ်ခုကိုဖန်တီးပြီးတော့အောက်လမ်းကိုသွားပြီးချတာမျိုးဟိုကောင် damage ကနာပြဲနေရပဲ level 2ချင်းတော့မှနာလိုက်ကြဆိုတော့ကြည့်ပါဦးအဲ့ဒါနဲ့ပဲ pro player ကြီး2ယောက်ရဲ့ဘက်တွေကတော့သူမတာကိုအားသူပါဖြစ်သွားတယ်ပေါ့ဗျာဒီမှာကို့တင်ရဂျန်ဂယ်လာကိုကိုဟော်ရတာဆိုတော့ကို့ဂျန်ဂယ်လာကြောင့်ကိုပဲတီးတော့ကိုကလိန်နေမဖေးအောင်လို့ဆိုပြီးတော့လမ်းနေရှင်းနေဟိုကောင်ကခုနကပိုင်ဝမ်းချရတာအားမရတော့နောက်တစ်ခေါက်ထပ်လာပြီးခေါ်ပြီးချပါတယ်ဖလကာနဲ့ပါပြေးချတော်သေးရဖလော်မန်ဟီးလင်းလေးရှိလို့တည်လားဒါတော့မှဒီကောင်က light side edit mate နဲ့ကျွန်တော်လာပြန်ချသေးတယ်ကန်ကောင်းတာစကေးတူကရှိသေးတယ်အဲ့တော့ AC တက်လို့ရတယ်မတ်စမန်နေရဲ့အဓိကတာဝန်ကအတင်းအတွက် fan ရှာပြီးရဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့လည်းရှိမြတ်တာဝါအကုန်ချိုးပါတယ်ရှိသမျှဘက်လည်းအကုန်စားပါတယ်ဒီမှာဆိုစကန်တာဝါလေးကိုတစ်ချက်ကြည့်လိုက်တယ်တာဝါရှိရရှိသေးတဲ့ခါကျတော့ဘေးရပတ်လေးပဲစားမယ်ဆိုပြီးခွန်ဝင်ကဘလူးနဲ့ကရီတာဝမ်မီ surprise ကြလိုက်တာကျွန်တော်မှလန့်အောင်လန့်နေဒီမှာဆိုလိုင်းလာတဲ့ကောင်ချောင်းချမယ်လို့တွေးပြီးတော့စောင့်နေတာဝင်လာတဲ့ကောင်ကြီးကကတိရကြီးဖြစ်နေတော့အားလေးမှာဘလူးမှဆင်မပြေဘူးအဲ့ဒါနဲ့ကျွန်တော်လည်းရတော့ရှောင်ကြည့်ပါသေးတယ်ဒီဘက်ရှောင်တာဒီဘက်ကိုပါ Avon 1ရဲ့ထက်ကြလာတော့ကျွန်တော်လည်းဘလူးမှမတတ်တာတော့တေးပြီပေါ့ဒီမှာဆိုကျွန်တော်ခေါ်ရတဲ့လင် highlight လေးကိုချက်လောက်ပြပြသေးဘက်တော့ကြည့်မယ်ဆိုလုံးဝမျက်တောင်မခက်ချင်းတော့ဒီမှာတမ်းမောက်ပလိတ်ချပြီးစားကောက်တာနဲ့ကိုစောက်တလွဲကြီးဖြစ်တာပါတဲ့ဘက်တော့ကြီးဒါတစ်ချောင်းတော့မထိရကြီးရတော့မဖြစ်သေးပါဘူးဆက်ဆက်ထွက်လာခြင်းမှာဘယ်လိုကြိုင်းမှုတော့ Blade Artist ပြပြလိုက်ပြီမဲ့ဘယ်သူမှမထိဘူးဆိုတော့ကိုလည်းရှက်ရှက်နဲ့ပဲခွေလေးပဲသွားရှင်းမလို့လုပ်တာဟောဒီမှာကရီတိုင်းနဲ့တိုးပြန်လေရောကရီတာကိုမြင်တာနဲ့ကိုပထွေးမုံမုံနေလားမသိဘူးအဲမုံချပြီးအဲ့ဒီမိတ်တန်းခွဲကကန်ကောင်းလို့ရှောင်လိုက်နိုင်မယ်ဟိုကအသေးခံမိလိုက်ကြတော့မတက်နိုင်ဘူးလေသူသေးသေးကျွန်တော်လည်းကိုကသေပေးရတော့မှာပေါ့ကိုဘကောင်ကြီးက mentality ကတော့ so strong ပဲเนาะကျွန်တော်နည်းနည်းလေးပဲ fail ရသေးတယ် surround တွေပါတန်းခေါ်နေပြီပွဲဒီကနိုင်ဘူးတာဝါတွေ objective တွေလိုတာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်အနေနဲ့တာဝါတွေခိုးတယ်ပြီးရင်ဘေးမှာရှိတဲ့ဘက်လေးကိုလည်းကျွန်တော်စားတယ်ပေါ့ဗျာဂိမ်းဆန်ဆိုတာဘယ်လိုမျိုးလဲဆိုတာကိုသိလားမသိဘူးဆိုရင်ပြောပြမယ်ကြည့်နေဒီမှာဆိုတွေ့ရမှာလားကျွန်တော်အနေနဲ့ဟိုဘက်ခြုံမတင်ကားနဲ့ဘက်ကိုတစ်ချက်ပစ်လိုက်တယ်ဘေးနားခြုံထဲမှာလူရှိနေတဲ့ခါကျတော့ဘက်ကကျွန်တော်ရှိမလားပဲနဲ့သူနဲ့အနီးဆုံးဖြစ်တဲ့ခြုံထဲကိုဝယ်သွားချတာဘာသာအနေနဲ့မြင်ရမှာပါအခု join ကအလဲလင်းကိုရောက်သွားပြီဆိုတော့ကျွန်တော်အနေနဲ့ဒီဘက်ကို AC စားလို့ရပြီဒါပြီးရတယ်ကျွန်တော်အလဲမှာတိုက်နေတဲ့ creation နဲ့ဟိုဘက်ကလာနေတဲ့ create လည်းထပ်ပြီးဖြတ်ရှင်းတယ်ဒီဘက်ကဘက်အသေးလေးကိုပါထပ်ပြီးစားတယ် fan မင်းနဲ့အသေးကုန်ရှာနေတဲ့အချိန်မှာအလဲလင်းကိုပြန်တက်ဖို့တော့ကျွန်တော်သွားတဲ့အချိန်မှာ join နဲ့တွေ့ပါလေရောဗျာဒီမှာသူကျွန်တော်ဒီလူရှူလိုက်ပြီလို့ကျွန်တော်ထင်လာတာဆရာသမားမဟုတ်ဘူးပြို့ပြီးတော့မှ step စုပြီးနောက်ကနေအတင်းလိုက်ချတာဒီမှာ electrify ပြီးနေလိုက်ချတာနားလိုက်ရဆိုတော့ကြည့်ပါအောင်ဒါတော့မှအနောက်ကနေပြီးတော့ Florent ဟိန်းထောက်တာလို့အင်ဂျလာပါပူလာဆိုတော့ကျွန်တော်အနေနဲ့အသက်ရှင်ဖို့ကတော့မဖြစ်နိုင်တော့ဘူးဒီမှာလင်းရဲ့ height လေးကိုနောက်တစ်ခါတော့ခြူစားလိုက်ကြပါအောင်ဒီ
ဒီမှာဆိုမေးရချောင်းချတော့ကိုချောင်းချရပဲဒါပေမဲ့ကိုကဖျားရှိခိုးရတဲ့ခါကျတော့ Petro Fine လဲလွယ် Eddy Mate လဲလွယ်နေတလွဲကြီးဖြစ်ကုန်ပြီးတော့ဘလို့ဖြစ်သွားမှမသိဘူးကိုဘက်ကမေးရရှော့ရတယ် Famine Space လေးလိုချင်လို့ဘက်လေးခိုးစားပါရဲ့ဆိုမှဘလို့မှမသိပဲနဲ့ join ရရောက်လာပြီးတော့လိုက်ပြန်ဖျဲနေတယ်တော်သေးကြပါနောက်ကနေပြီးတော့ Flower လေးရှိနေလို့ဒီကောင်ပြန်ပတ်သွားတာအစောကပြောခဲ့သလိုမျိုးပဲဒီ game မှာအရေးကြီးဆုံးကတာဝါဆိုတော့ကျွန်တော်အနေနဲ့အားရင်အားဆိုတာဝါတွေခိုးချိုးပါတယ်ဒါတွေမကသေးပဲနဲ့လိမ့်ရလည်းဖြတ်ရှင်းပါသေးတယ်လိမ့်ရှင်းပြီးတော့နဲ့ကိုယ့်အိမ်မှာဗတဲ့ဖြစ်နေရဆိုတော့ကိုကအိမ်ပြန်မယ်ဆိုပြီးဒီဘက်လာပြီးတော့ record လေးထောက်လိုက်တာ join ရစာတက်ပါတယ်တဲ့ကို့ကိုအတင်းလာပြေးချတာ Lotterify မိတယ်ဒါပေမဲ့1/1ဖြစ်နေတဲ့အနေထားမှာ Angela လေး Eddy Mate မရှိဘူးဆိုတော့ဒီကောင်နေနဲ့လေ game မှာမော်စကိုနိုင်ဖို့ဘလို့မှမဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်လည်း solo ကြီးရလိုက်တယ်ဒါပေမဲ့လားဆိုတော့မဟုတ်သေးဘူးကို့အားလေးကိန်းနဲ့ချိန်မုံနေတဲ့ကတီတာပါလာပြီးထက်ပြဲပါတယ်တဲ့ဒီမှာ Eddy Mate နဲ့ကျွန်တော်ကြီးလာဘူးလို့ကျွန်တော်လည်းဆရာတိုးကွက်တွေထုတ်သုံးပြီးတော့ Flacker နဲ့ရှောင်ပြလိုက်ရတာပေါ့ဒီမှာ Eddy Mate ကိုနှိပ်ပြီးသုံးလိုက်မိရဗျဘေးနာဂလူးယူသွားမှန်တာဒါနဲ့ဂလူးကလည်းပြေးစရာရှိရမပြေဘူးအဲ့လောက်သွင်းနေမော်စကိုလေကင်းကိုလာဆန်းနေသူပါကြွတော့ပေါ့အမှန်တော့ဒီဘက်လေးကကျွန်တော်တော်တော်လေးမှားသွားတာဗျာတိလား Eddy Mate ကိုနှိပ်ပြီးသုံးလိုက်မိရဒီကလေးကျွန်တော်သာနှိပ်မသုံးဆိုမေ့ရောစပ်ဖို့နောက်ကောင်လုံးရမယ့်အနေထားကြီးကိုကျွန်တော်နှိပ်သုံးလိုက်ပြီးတော့ဂလူးတစ်ကောင်ပဲထပ်ပြီးရလိုက်တာဒီမှာကိုတင်မိတ်ဒီကမလိမ့်မှာဗတဲ့ဖြစ်နေတဲ့ခါကျတော့လေကင်းမှာစမန်းနေရဲ့ထုံးစံအတိုင်းပဲတောက်ကူရတာပေါ့ဗျာဒီမှာ join ရပါ Electrify ပြီးလာကြရဲဆိုမယ်သူ Electrify ပြီးကကုံသွားပြီဆိုတော့ तू ကတန်းပြက်ပြီဘေးနာ Angela လေးကိုထပ်ပြီးတော့ parcel ဆွဲဖို့လုပ်တယ်ဒီမှာ Angela ကို parcel ဆွဲပြီးရတယ်ကျွန်တော်အနေနဲ့မေလရဲ့ Mega Tower ကိုယူဖို့လုပ်ကြတယ်ကျွန်တော်အနေနဲ့ဘဲကောင်ထီထီမထီထီဆိုပြီးတော့ Eddy Mate နဲ့လမ်းပြလိုက်တယ်ပြီးတော့ Eddy Mate နဲ့သွားပြီးနေရန်ကပ်ဖို့လုပ်ပြီမယ်ဟိုကောင်တွေကလဲတယ်ဗျတာဝါရှိကိုတယောက်မှမထွက်နေကြဘူးဒါနဲ့ဘယ်ပြောကောင်းမလဲဗျအခုတက်လာတဲ့ log လေးနဲ့ပဲကျွန်တော်တို့လည်းဒီပွဲလေးကိုအံ့မေးလိုက်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီနေ့ game လေး video လေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်နေ့ဒီမှာလည်းအခုလိုမျိုးပပဗီဒီယိုလေးနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်ကျွန်တော်ပိတ်ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်